နီးပုတ်ကြောက်ဆိုတဲ့ဟာလေဓာတ်ခွဲခန်းမှာပြုလုပ်တဲ့လူလုံးကြောက်တွေနဲ့တူလာရဲ့မှာလုံးဝမတူပါဘူးအဲ့ဒီမိကုန်းကတော့အခုသမီးမေးတာပထမဆုံးပေါ့နော်အဲ့လိုမျိုးမိကုန်းနဲ့အလားတူအမအများကြီးမေးခံရတယ်မိဖုတ်ကြောက်ဆိုတာအတူလားဆိုပြီးတော့တကယ်တမ်းကျတော့မိဖုတ်ကြောက်ဆိုတာအတူလုံးဝမဟုတ်ပါဘူးတဘာဝတွင်းထွက်စစ်ကို inclusion လေးတွေအများများတဲ့ကြောက်မျိုးတွေနောက်တစ်ခုကကြတော့အဲ့ဒီတဘာဝတွင်းထွက်မှာခရဲရောင်တွေအရင်ပါနေတဲ့ကြောက်မျိုးတွေတန်ကြီးရောင်တွေအရင်ဆွဲနေတဲ့ကြောက်မျိုးတွေကိုမိဖုတ်တဲ့နီးပညာနဲ့တန်ဆင်းစင်ကြယ်အောင်ပြုလုပ်ပြီးတော့မိဖုတ်ထားခြင်းဖြစ်တယ်အဲ့ဒါကိုမိဖုတ်ကြောက်လို့ခေါ်တယ်လူလုံးကြောက်ဆိုတာကတော့ synthetic ကြောက်ပေါ့နော်လုံးဝကြောက်အတုလုပ်ထားတာတဘာဝတွင်းထွက်ကြောက်မျိုးလုံးဝမဟုတ်ဘူးအဲ့ဒီကြောက်တွေကိုလူတွေကဒီဓာရုဗေဒနီးပညာတွေနဲ့ဓာတ်ပေါင်းပြုလုပ်ထားတဲ့ကြောက်အတုတွေကိုခေါ်တာအဲ့တော့မိဖုတ်ကြောက်နဲ့ synthetic ကြောက်အတုလူလုံးကြောက်ဆိုတာလုံးဝတခြားစီပဲကွဲပြားပါတယ်ဒါပေမဲ့မိဖုတ်ကြောက်ဆိုတာကလည်းတဘာဝကိုလွန်ဆန်ပြီးတော့နက်နက်လေးပြုပြင်ပြောင်းလဲတာဖြစ်တဲ့အတွက်တဘာဝ natural ကြောက်တပွင့်နဲ့တော့တန်ဖိုးခြင်းကတော့အရန်ကိုကွာပါတယ်အဲ့ဒီအတွက်ကြောင့်သုံးဆွဲသူအနေနဲ့ကိုသုံးဆွဲမဲ့ budget ပေါ်မူတည်ပြီးတော့တဘာဝတွင်းထွက်လုံးဝ natural ကြောက်ကိုပဲသုံးမလားဒါမှမဟုတ် heat stone ကိုပဲသုံးမလားဆိုတာကိုယ့်ရဲ့စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်အဲ့ဒီအတွက်မိဖို့ကြောက်ဆိုတာလုံးဝကြောက်အတူမဟုတ်ပါဘူးရှင်